我吃点不给他，妈我吃点嘛，妈我吃点对呀。 အခုပန်နီနဲ့ကိုပြီးနဲ့ဘာဆော့မလဲဆိုတော့ဗောနော် OK， I'm sorry 呢，I'm sorry。 မဟုတ်မဟုတ် 对，龙也不错，我眼看龙也不错。 နံပါတ်ခံမှန်းရမှာ Wow ကိုပြီးရဲ့နံပါတ်ကိုပန်နီကခံမှန်းရမယ်ပန်နီရဲ့နံပါတ်ကိုကိုပြီးကခံမှန်းရမယ်လက်ထဲမှာစာရွက်တစ်ယောက်စီပေးမယ်ကိုပြီးကရဲမှာဘောပန်တက်ကနေ100အထိကြိုက်တဲ့ဟာရေးလို့ရတယ် OK。 game rule ကဘယ်လိုလဲတယောက်တစ်လက်စီနံပါတ်ခံမှန်းရမယ်မကိုပြီးကပန်နီယာကိုခံမှန်းတဲ့အခါဥမာ73ဆိုရင်ပန်နီရေးထားတာ90ဆိုရင် okay ထပ်တိုးလို့ရသေးတယ်ဒါပဲဟင်းကဒါပဲအဲ့တော့တယောက်တစ်လက်မှန်ချင်းဆုံးမှာရှုံးတဲ့လူက9000ပေးချင် OK， ခဏခောက်ကိုလဲ ခံမှန်းလို့နိုင်သွားတဲ့လူကအနိုင်ပဲ อ๋อအရင်ဆုံးနိုင်တယ် အရင်ဆုံးနိုင်တယ်အနိုင် okay နော်အဲ့တော့ဒီမှာတယောက်တစ်ဘာမှမရေးထားဘူးနော်ဒီမှာအဲ့တော့ကိုပြီးရင်ရေးလိုက်မယ်ပန်နီ ဘောပြန်မထင်ဘူးတော့ ထင်းပါတယ် ထင်တာလား နောက်နဲ့လေ ပြလိုက်အောင် အဲ့မပြသေးနဲ့ကွက်ကိုပဲကင်ထားအောင်မယ်โอเคရပြီအဲ့တော့စုံစမ်းစီးစုံမယ်နိုင်တဲ့လူကအရင်ခံမှန်းမယ်စုံစမ်းစီโอเคကိုပြီးရင်ခံမယ်နော်30 ညားတယ် โอเคညားတယ် 60 တိုးလို့ရသေးရဲ့ ကိုပြီးကလေးပေါ့ အဲ့ဆိုခုန30ကများတယ်ဆိုတော့ short လို့ရသေးတယ်လို့ပြောချင်တာပေါ့နော် မဟုတ်ဘူးနဲတယ်များရမှာ30ရဲ့အထက်မှာ 45 ထပ်တိုးလို့ရတယ် โอเค ခုနကဘာပြောတာထပ်လျှော့လို့ရတယ် တိုးလို့ရသေးရဲ့ 60ရဲ့တိုးလို့ရတယ် yes 80 short လို့ရသေးရဲ့55 ထပ်တိုးလို့ရသေးတယ် โอเคโอเค 96 short လို့ရသေးရဲ့damn bro 65 ထပ်လျှော့လို့ရသေးတယ် okay ခဏခဏပြောရလဲမောနေပြီရှေ့တစ်ခေါက်မှလဲ top risk ကိုပြောပြပေးထားတယ်ဒီတစ်ခေါက်လဲအရင်ကပြောပြဘူးတဲ့ limit ထပ်ပြောပြမယ်နော်ရီးစားရသွားရင်တော့အခုခေတ်စားနေသလိုပတ်စံတော့သွားမချီကြနဲ့နော် baby နောက်မှပြောကို3သိန်းရှာပေးလို့2သိန်းရှာပေးလို့တော့မပြောနဲ့ပေါ့နော်တကယ်ချင်းနေပေါ့ပရွန်းထောင်ပြီးတော့စကားတွေပြောလို့ရတယ်ဒစိမ့်နဲ့လည်းအများကြီးပြောလို့ရတယ်ရီးစားလည်းရှာလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ပုံမတင်ချင်တဲ့သူတွေအတွက်ကလည်း avatar ပုံလေးလည်းထည့်လို့ရတယ် free download လုပ်လို့ရတာဖြစ်တဲ့ကြောင့်မလို့ iOS နဲ့ပဲသုံးမလား Android နဲ့ပဲသုံးမလားလွယ်လွယ်ကူကူလေး download လုပ်လို့ရတယ်ပေါ့နော် aligned MADCH limit လို့ရိုက်ရှာလိုက်တာနဲ့စပြီးတော့သုံးလို့ရပါတယ်ခင်ဗျပြောပြီးသားနော်ပတ်စံတော့သွားမချီကြနဲ့ ကိုပြီးကခုနဘယ်လောက် မပြောဘူးလေ 96တက်ထပ်လျှော့လို့ရသေးတယ် ဟုတ်တယ် 69 They ask you how you are, you just have to say that you're fine when you're not really. မှန်ပါ wow shit 69 super shy ပေးမယ်ခဏကြည့် cash မပါလို့ တခါလွယ် နောက်ခွာရွာကိုလာခဲ့စံစီမပြောနဲ့လက်စီတော့မကြွဘူးကွာ ခုလွယ်ဒီမှာတန်နီနံပါတ်က63လွယ်လွယ်နေနိုင်ငါ အာ တတောင်းကြီးဆော့လိုက်ပါတယ်ဒါမှမဟုတ် ရှာရှည်ပြီး69ဆိုပြီးစကြင်လို့ကိုကြီးကစကြင်လို့69ဆိုပြီးရေးလိုက်တာကျင်းတယ် round 2ပြန်ဆုံးမယ် okay အဲ့ဒါလေနေ နောက်တစ်ခေါက် တော်ပြီနောက်တစ်ခေါက်တော်ပြီအနိုင်ပိုင်းပြီပိတ်တော့အနိုင်ပိုင်းပြီထပ်ပတ်ပါမခံ